The English eye opener ကပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တော့ထူးထူးခြားခြား English ဝါဟာရတချို့ကိုတင်ပြလိုက်ပါတယ်တစ်ခုတ်သမားကိုအင်္ဂလိပ်လို wood cutter လည်းခေါ်တယ် lumberjack လို့လည်းခေါ်တယ် lumber ဆိုတာတစ် lumberjack ဆိုတာတစ်ခုတ်တဲ့အမျိုးသားတွေကိုခေါ်တာတစ်ခုတ်တဲ့အမျိုးသမီးအတွက်လည်းတိကျဝါဟာရရှိတယ်သူ့ကို lumberjill လို့ခေါ်တယ် Jack and Jill အတွဲလို့ပေါ့အဲ့ဒီ lumberjill ဆိုတဲ့အမျိုးသမီးတစ်ခုတ်သမားဒုတိယကမ္ဘာစစ်တုန်းကတော်တော်လေးဒီမှာစားတယ်နောက်ပိုင်းကျတော့အခုလိုခေတ်ကျတော့တစ်ခုတ်သမားအမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ် lumberjack lumberjill ခွဲမနေတော့အားလုံးကို lumberjack လို့ပဲခေါ်ကြတော့တယ်အခုတော်တော်ဟိုတယ်တွေမှာအလုပ်ဝင်နိုင်ဖို့ hospitality တင်နန်းနေတော်တော်လေးများများတွေ့နေရတယ်ဘူမိဗေဒကိုအင်္ဂလိပ်လို geology တတ်ဗေဒကိုအင်္ဂလိပ်လို zoology ပေါ့အဲ့လို ology ရှိတယ်လို့အဲ့ဒီ hospitality တင်နန်းအတွက်လည်း ology တစ်ခုရှိတယ်သူ့ mycology လို့ခေါ်တယ်ဒီဝါဟာရကတော့ထူးထူးခြားခြားဝါဟာရCynosilica phobia လို့ခေါ်တယ်ဒီ Cynosilica phobia ဆိုတာတော့ဘီယာတော့သုံးသူတွေအတွက်ရဲစရာအနေနဲ့ထွင်ထားတဲ့ဝါဒ Cynosilica phobia ဆိုတာဘီယာတော့သုံးသူတယောက်ကသူ့ဘီယာခွက်ထဲမှာအရက်တစ်စက်မှမကြက်ပါဘူးစိုးရင်ခြင်းပေါ့ဒါပေမဲ့သူ့ဘီယာခွက်ကြီးပျောက်နေမှာကိုစိုးရင်ခြင်းအဲ့ဒါကို Cynosilica phobia လို့ခေါ်တယ်စစ်သားတွေချစ်တယ်လို့ရှိရင်ဘယ်ညာဆိုပုံစံမျိုးနဲ့ချစ်တယ်တာပေါ့နော်ဒါပေမဲ့တချို့နိုင်ငံမှာရှိတဲ့စစ်သားတွေချစ်တတ်တာကဟာဒီမှာမြင်ရတဲ့ခြေတော်ကြီးဖြောင်းတန်းပြီးတောင်းလို့အဲ့လိုရှောက်တာမျိုးအဲ့လိုချစ်တဲ့ချင်းမျိုးကို good step march လို့ခေါ်တယ်အဲ့ good step march လို့ချစ်တဲ့ချင်းမျိုးကိုလူတော်များများဒါဂျာမနီနိုင်ငံနာဇီကနေစတယ်လို့ထင်ကြတယ်မဟုတ်သူက1600ပြည့်နှစ်လောက်ကတည်းကရုရှားနိုင်ငံစခဲ့တာရုရှားနိုင်ငံ20ရာစုတစုလုံးဒီပါအဲ့ဒီပုံစံမျိုးနဲ့ချစ်တက်ခဲ့ကြတယ်အခုတော့မြောက်ကိုရီးယားလိုနိုင်ငံမျိုးမှာအဲ့ဒီ good step march ချစ်တက်ခြင်းမျိုးနဲ့ချစ်တက်နေကြတော့တယ်အဲ့ဒီတော့ good step march ချစ်တဲ့ချင်းအကြောင်းပြောရင်းနဲ့ပဲ the English eye opener ကိုဒီကုန်းချုပ်လိုက်ပါတယ်